သူ့ဖတ်ထုတ်တွေကအသက်ကိုပြန်နှုတ်စေတယ်လို့ကြွားလုံးထုတ်ထားတာဗျ။ဘာနဲ့လုပ်လဲဆိုတော့ဆေးရုံကနေရတဲ့ဖျက်ချထားတဲ့တနေသားတွေနဲ့လုပ်တာလို့ဆိုပါတယ်။တော်တော်ထူးဆန်းတဲ့လုပ်နည်းပေါ့နော်။ဒီဇလန်းကလီဆာဆိုရဲ့အသက်60အရွယ်အတော်ကြီးတယောက်ကနေဆက်တာပါသူကဖတ်ထုတ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာပေါ့။ဒါပေမဲ့သူ့ဖတ်ထုတ်တွေကအသက်ကိုပြန်နှုတ်စေတယ်လို့ကြွားလုံးထုတ်ထားတာဗျ။ဘာနဲ့လုပ်လဲဆိုတော့ဆေးရုံကနေရတဲ့ဖျက်ချထားတဲ့တနေသားတွေနဲ့လုပ်တာလို့ဆိုပါတယ်။တော်တော်ထူးဆန်းတဲ့လုပ်နည်းပေါ့နော်။ဒီနေ့ကျတော့အနာဆိုရဲ့ချမ်းသာတဲ့အမျိုးသမီးကြီးတယောက်ရောက်လာတယ်။သူကမင်းသမီးဟောင်းပေါ့မက်ဆိုရဲ့စီးပွားရေးသမားသူထေးနဲ့လက်ထပ်ထားတာအသက်ကြီးလာတော့ယောက်ျားဖြစ်သူကသူ့ကိုစိတ်မဝင်စားတော့ဘူးဒါကြောင့်အနာကသူ့ရဲ့နှုတ်ပြမှုနဲ့ယောက်ျားရဲ့အချစ်ကိုပြန်ရခြင်းလို့လီဆာဆိုင်ကိုရောက်လာတာပေါ့လီဆာကလည်းတန်ဖိုး$60တူညီတူညာတန်နဲ့ဖတ်ထုတ်တပန်းကန်ကိုစီမံပေးတယ်အနာကငါးညီနံတွေနန်နေတာတောင်တုံဆိုင်နဲ့စားလိုက်ရတာပေါ့စားပြီးတော့သူ့ရေပြားတွေကဝင်းပလာတဲ့နှုတ်ပြလာသလိုဖြစ်လာတယ်ဒါပေမဲ့ခင်ပွန်းရဲ့အချစ်ကိုတော့ပြန်မရခဲ့ဘူးအဲ့ဒီကြမှာလီဆာတော်ကြီးကအမှန်တကယ်ရှို့ဝှက်ချက်အစ်စ်အမှန်ကိုထုတ်ပြောလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့အမြန်ဆုံးနှုတ်ပြခြင်းရင်ငါးလသားအရွယ်အချင်းကိုစားရမယ်တဲ့ဗျအနာကလည်းစိတ်ရမ်းထက်တန်နေတော့အဲ့ဒီလိုအချင်းတစ်ခုရရင်ဈေးဆယ်စားပေးမယ်လို့ကန့်လန့်လိုက်တဲ့ကံကောင်းကျင်တော့မလိုချင်တဲ့ကိုဝင်အတွက်အကူအညီတောင်းဖို့မိခင်နဲ့တမီးတယောက်ရောက်လာကြရောလီဆာကအချင်းကိုယူပြီးပေါင်းဖတ်ထုတ်အဖြစ်ပြင်ဆင်လိုက်တယ်ဒါပေမဲ့အနာကကုံကျန်းစိမ့်ကိုမြင်လိုက်ရတဲ့အခါအရန်ကြောက်လန့်သွားတာပေါ့ဒါပေမဲ့နောက်ဆုံးတော့သူ့ခင်ပွန်းရဲ့အချစ်ကိုပြန်ရဖို့အတွက်အဲ့ဒီဖတ်ထုတ်တွေကိုစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ခင်ဗျာအနာကငါးညီနံတွေနန်နေတာတောင်တုံဆိုင်နဲ့စားလိုက်ရတာပေါ့စားပြီးတော့သူ့ရေပြားတွေကဝင်းပလာတဲ့နှုတ်ပြလာသလိုဖြစ်လာတယ်ဒါပေမဲ့ခင်ပွန်းရဲ့အချစ်ကိုတော့ပြန်မရခဲ့ဘူး